လူတော်တော်များများလေကောင်းတဲ့ຢာတွေနဲ့မကောင်းတဲ့ຢာတွေဆိုရင်မကောင်းတဲ့ຢာတွေကိုပို့ပြီးတော့အာယုံစိုက်မိတတ်တယ်ဆိုတော့သိလားကွန်မန့်ဖတ်တောင်မှာကောင်းတဲ့ကွန်မန့်တွေရှိနေတဲ့ဂျားတွေကကမကောင်းတဲ့ကွန်မန့်တွေရွေးပြီးတော့ဖတ်တတ်ကြတယ်အဲ့ဒါကိုစိတ်ပညာမှာလည်း negativity bias လို့ခေါ်တယ်မကောင်းတဲ့ຢာတွေကိုဦးစားပေးအာယုံစိုက်တာဒီလိုဖြစ်ရတဲ့အကြောင်းရင်းတွေကလည်းလူသားတွေရဲ့အုံနောက်ကိုယ်တွေကအသက်ရှင်သန်မှုအတွက်အန္တရာယ်တွေဆိုရင်ဦးစားပေးအာယုံစိုက်ဖို့အတွက်ဖြစ်လာတာဥပမာပေါ့အန္တရာယ်ရှိတဲ့တိရစ္ဆာန်တစ်ကောင်ကိုသတိထားမိလိုက်တယ်ဆိုရင်ကိုယ့်အတွက်အသက်ရှင်နိုင်ပြီးပိုများတယ်နောက်တစ်ခုကကောင်းတဲ့အတွေ့အကြုံတွေခံစားချက်တွေထက်မကောင်းတဲ့ bad feeling တွေဆိုရင်ပိုပြီးတော့မှတ်မိတတ်ကြတယ်ကိုယ့်လူ10ယောက်ကမင်းကအရန်တော်တာပဲလို့ချီးကျူးလိုက်တာတဲ့လူတစ်ယောက်ကစူးစမ်းအောင်ပဲမလုံလောက်သေးဘူးလို့ပြောလိုက်တာပိုပြီးတော့မှတ်မိတတ်ကြတယ်ဘာလို့လဲဆိုတော့လူတွေကအပြစ်တင်ခံမှာဝေဖန်ခံမှာကိုကြောက်တယ်လူမှုအတိုင်းဝိုင်းတွေကနေဖယ်ကျင်းခံမှာအစင်မပြေဖြစ်သွားမှာကိုကြောက်တတ်ကြအားအကြောင်းလည်းမကောင်းတဲ့စကားတွေလောက်ရက်တွေဆိုရင်ပိုပြီးတော့အာယုံစိုက်မိတတ်ကြဒီလိုတာအများတိုင်းအာယုံစိုက်နေမယ်ဆိုရင်အချိန်ကြာလာတဲ့မျှကိုယ့်ရဲ့စိတ်ကစိုးရင်ပူပန်မှုတွေစိတ်ညစ်မှုတွေစိတ်ဆင်းရဲမှုတွေနဲ့ပဲဖြစ်လာလိမ့်မယ်ပြောချင်တာဘူလာလိမ့်မယ်အဲ့ဒီဘူနေတဲ့စိတ်နဲ့တာအများတကာတွေပေါ်တုံ့ပြန်မှုတွေလုပ်မယ်ဆိုရင်ကိုမလိုချင်တဲ့ရလဒ်တွေပါရလာနိုင်အဲ့ဒါကြောင့်ကိုဘယ်ຢာတွေကိုအာယုံစိုက်မိနေလဲကောင်းတဲ့ຢာတွေကိုအာယုံစိုက်နေလားကောင်းတဲ့ຢာတွေကိုအာယုံစိုက်နေလားအဲ့ဒါတော့မင်းရဲ့ရွေးချယ်မှုပဲဖြစ်ပါတယ်